word form ဖြစ်နေပြောပြမယ်အဲ့တော့ word form ကိုမှဒါက uncountable noun တွေအကြောင်းကိုရေးထားတာအဲ့တော့တခုသိရမှာက quality မဖြစ်ခင်မှာပေါ့နော် uncountable noun တွေကနော်အများကြီးမရှိဘူးပေါ့ plural noun ပြောင်းစရာမလိုဘူးနဲလို့ဆိုပြီးတော့လဲ ADN တွေထည့်စရာမလိုဘူးအဲ့တော့ uncountable noun တွေကအမြဲတမ်းဒီတိုင်းပဲအဲ့ဒါလေးကိုတော့သိဖို့လိုအပ်တယ်ရမယ်နော်ပထမအဦးဆုံးစာကြောင်းလေးကိုကြည့်အောင် He drank 2 glasses of water before dinner အဲ့တော့ he drank ဆိုတော့သူကတောက်ခဲ့တယ်2 glasses of water ရေနှစ်ခွက်တောက်ခဲ့တယ် before dinner ဆိုတော့ညစာမတိုင်ခင်အဲ့တော့ညစာမတိုင်ခင်သူကရေနှစ်ခွက်တောက်ခဲ့တယ်အော်ရေတွေနှစ်ခွက်တောင်တောက်တာပဲရေတွေအများကြီးတောက်တာပဲဆိုပြီးတော့ water ကိုသွားပြီးတော့ ask လေးထည့်လိုက်မယ်ဟောဒီမှာ2ပါလို့နှစ်ခွက်တောက်တာဆိုပြီးတော့2ပါလို့ဆိုပြီးတော့ water ကို s ထည့်တယ်ဆိုရင်မှားတယ်နှစ်ခွက်မို့လို့ခွက်ကို s ထည့်ပြီးသွားပြီလေဟုတ်တယ်နော်နှစ်ခွက်မို့လို့ခွက်ကို s ထည့်ပြီးသွားပြီဒါဆို water မှာ s ထည့်စရာမလိုတော့ဘူးဟုတ်ပြီနော်အဲ့ဒီအတွက်နှစ်ခွက်ပဲဖြစ်ဖြစ်သုံးခွက်ပဲဖြစ်ဖြစ်ဘယ်နှစ်ခွက်ပဲဖြစ်ဖြစ် water ကတော့ water ပဲဘယ်တော့မှ s ထည့်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ uncountable noun ဖြစ်နေလို့ကြည့်မယ် History teaches us valuable lesson. History ဆိုတော့သမိုင်းဘာသာရပ်က teaches us ကျွန်တော်တို့ကိုသင်ပေးပါတယ် valuable lesson ဆိုတော့ဒါတန်ဖိုးရှိတဲ့ပေါ့နော်သင်ခန်းစာတွေကိုသင်ပေးပါတယ်အဲ့တော့မှတ်ထားရမှာက history ဆိုတာသမိုင်းပေါ့နော်သမိုင်းမှမဟုတ်ပါဘူး English ပဲဖြစ်ဖြစ် maths ပဲဖြစ်ဖြစ် biology ပဲဖြစ်ဖြစ် physics ပဲဖြစ်ဖြစ်ပေါ့နော်ဘယ်ဘာသာရပ်မဆို uncountable noun မှာ uncountable noun ဖြစ်တဲ့အတွက် word form မှာပေါ့နော် uncountable noun တွေပေးထားတယ်ဆိုရင်ဒီတိုင်းပဲထားရပါတယ်အဲ့တော့အဖြေက history က history ပါပဲရမယ်နော်နောက်တစ်ခုကတော့ some perfume ဆိုတော့ရေမွေးတချို့က smell good ဆိုတော့အနံ့လေးတွေကောင်းတယ်အဲ့လိုပြောတာပေါ့နော်အဲ့တော့ some ဆိုတဲ့စကားလုံးပေါ့နော် some ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကတချို့လို့အဓိပ္ပာယ်ရတယ်ဒါက perfume ဆိုတာကရေမွေး uncountable noun ဖြစ်နေတဲ့အတွက်ရေမွေးတချို့လို့ပြောလိုက်တော့လေ perfume က perfume ပဲဘာမှပြောင်းလဲမှုမရှိဘူးဒါပေမဲ့ဒီနေရာမှာ uncountable noun မဟုတ်ဘဲနဲ့ countable noun ပေးထားတယ်နော် countable noun ပေးထားတယ်ဥပမာ PERS1 person ဆိုတဲ့စလုံးပေါ့နော် someနောက်တစ်ခါကျဂွန်းစာဂုံပိတ်ထဲမှာ person ဆိုတဲ့စလုံးပေးထားတယ်ဆိုရင်တော့ people ပြောင်းပေးရမယ်အများပြောင်းပေးရမယ်ဘာလို့လဲဆိုတော့ some ရဲ့အဓိပ္ပာယ်ကတချို့ဆိုတာကတော့သိကြတယ်တယောက်ထပ်ပို့တယ်အဲ့ဒီအတွက်အများကိန်းလိုက်ပေးရမှာဒါက countable noun တွေမှာပြောပြတာအခုလိုမျိုး uncountable noun ပေးထားတယ်ဆိုရင်တော့ some မကလို့ပေါ့နော်ဘာပဲပါနေပါစေဒီ perfume က perfume ပဲပြောင်းလဲမှုမရှိဘူး uncountable noun ဖြစ်နေလို့ချာမယ်နော်နောက်ကို many people လူတွေအများကြီးက start စပါတယ်တဲ့ their day သူတို့ရဲ့နေ့တွေကို with coffee နဲ့စတယ်အဲ့တော့လူတွေအများကြီးကသူတို့ရဲ့နေ့တွေကို coffee နဲ့စတယ်ဆိုတော့ coffee တောက်တယ်လို့ပြောချင်တာပေါ့အဲ့တော့လူတွေကလည်းအများကြီးရက်တွေကလည်းအများကြီးဆိုတော့ coffee တွေကလည်းအများကြီးဆိုပြီးတော့ coffee ကိုသွားပြီး ask ထည့်လို့မရဘူး coffee ဟာအရည်ဖြစ်တယ်အရည်ဟာ uncountable noun water တို့ tea တို့ coffee တို့ soup တို့ပေါ့နော်အဲ့ဒီစလုံးတွေအကုန်လုံးဟာ uncountable noun ဖြစ်တယ်အဲ့ဒီအတွက်coffee ကဒီတိုင်းပဲလူတွေများလို့ coffee တွေများတယ်ဆိုပြီးတော့ coffee ကိုသွားပြီးတော့ ask ထဲလို့မရဘူး coffee က coffee ပဲလူတွေဘယ်လောက်များ coffee ကတော့အများကိန်းပြောင်းစရာမလိုဘူးဘာဖြစ်လို့လဲဆိုတော့ uncountable noun ဖြစ်နေလို့ရမယ်နော်နောက်တစ်ခါ I bought 2 kilos of flour for baking I bought ကျွန်တော်ဝယ်ခဲ့ပါတယ်2 kilos of flour ဆိုတော့ဂျုံ2ကီလိုဝယ်ခဲ့ပါတယ်တဲ့နော် for baking ဆိုတော့じゃမုံဖုတ်ဖို့အတွက်ပေါ့နော်မုံဖုတ်ဖို့အတွက်ဂျုံ2ကီလိုဝယ်ခဲ့တယ်ဆိုတော့ဂျုံ2ကီလိုဆိုတော့တစ်ထက်တော့များတာပဲဒါဆိုရင်ဂျုံတွေကိုသွားပြီးတော့ s ထည့်ရမှာလားဆိုတော့ထည့်စရာမလိုပါဘူးဘာဖြစ်လို့လဲဆိုတော့ဂျုံကအမှုန့်ဖြစ်တယ်အမှုန့်တွေကလည်းရေတွက်လို့မရဘူးဒါဆိုရင်ဂျုံစီဆိုရင်ရောရေလို့ရလားဂျုံစီဆိုလည်းရေလို့မရဘူးရမယ်နော်ဂျုံမှုန့်လည်းရေလို့မရဘူးဂျုံစီလည်းရေလို့မရအမှုန့်အစိမ့်ဆန်အရေအငွေ့အဲ့ဒါတွေအကုန်လုံးဟာ uncountable noun တွေရေတွက်လို့မရအောင်အခါ snow covered the ground like a white blanket အဲ့တော့ snow နှင်းကတဲ့ cover ဖုံးအုပ်ခဲ့ပါတယ် the ground ဆိုတော့ကြတော့မြေပြင်ကိုပေါ့ like a white blanket ဆိုတော့ like a ကဲ့သို့ပေါ့နော်ဒီနေရာမှာ like a ကြိုက်တာမဟုတ်ဘူးကဲ့သို့ a white blanket ဆိုတော့အဖြူရောင်စောင်းတစ်ထည်ကဲ့သို့အဲ့တော့ပြောချင်တာကနှင်းတွေဖုံးလိုက်တဲ့အတွက်မြေကြီးကအဖြူရောင်စောင်းတစ်ခဲလို့ပဲအဲ့လိုမျိုးဖြစ်သွားတယ်လို့ပြောချင်တာပေါ့နော်အဲ့ဆိုနှင်းတွေအများကြီးဖုံးတာပေါ့မြေကြီးတစ်ခုလုံးတောင်ဖြူအောင်ဆောင်တစ်ထည်တွေဖြစ်သွားတယ်ပုံစံဖြစ်တယ်ဆိုတော့နှင်းတွေကနည်းနည်းလေးတော့ဖုံးတာမဟုတ်ဘူးအများကြီးဖုံးတာဒါပေမဲ့နှင်းတွေဘလောက်ပဲများ snow က snow ပါပဲဘာဖြစ်လို့လဲဆိုတော့ snow က uncountable noun ဖြစ်နေလို့ပါအဲ့အတွက်အများကြီးဖုံးလဲ snow ပါပဲအဲ့တော့တခုသိရမှာက uncountable noun မှာဘလောက်များ as ပေါင်းစရာမလိုဘူး
နောက်တစ်ခါနဲလို့ဆိုပြီးတော့လဲ ADN တွေတစ်ခုပေါ့နော်နှင်းတစ်ခုဆိုပြီးတော့ကြတော့အဲ့လိုမျိုးတွေပေါင်းလို့မရပါဘူးရေတွက်လို့မရတဲ့နံဖြစ်တဲ့အတွက်အနည်းကိန်းလည်းမရှိဘူးအများကိန်းလည်းမရှိဘူးပေးထားတဲ့စလုံးတွေအတိုင်းပေးထားတဲ့ဒီတိုင်းပဲပေါ့နော်စလုံးတွေကတော့ဒီတိုင်းပါပဲ hashtag ကြလည်းမလို့တို့ ADN တွေလည်းထည့်ကြမလို့ပါဘူးရမယ်နော်